Hello မင်္ဂလာပါအရင်တာရ channel နဲ့ကြည့်ဆိုပါရစေခုလိုပြီးမှာက Sagittarius လေးတွေအတွက် April January မှာ April 23ရက်ကနေ April 19ရက်နေ့ဒီအတွက်ဖြစ်ပါတယ် January reading ဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးနဲ့ energy ကိုက်ချင်မှာကိုက်မယ် energy ကိုက်တဲ့အပိုင်းလေးတွေကိုပဲယူပါနော် energy ပိုင်းဖြစ်ခဲ့လို့ရှိရင်မင်းကို like and follow လေးပေးဖို့မေးပါနဲ့နော် Oh by the way ဒီနေ့မှာမွေးနေ့ကြောက်တဲ့သူလေးတွေအားလုံး happy birthday ပါနော် okay မြေ reading လေးစလိုက် oh my god okay oh Sagittarius လေးတွေအချိန်ကြီးပြန်ပြီးတော့ကောင်းလာတဲ့အနေထားမျိုးမှာတွေ့ရတယ်နော်okayရက်ဝေးဘက်ကိုခရီးထွက်ဖို့အနေထားလေးတွေမြင်တွေ့နေရတယ် Okay ဒီတော့နောက်ဆုံးကလေးကောင်းတယ်depression ဝင်နေတာ confidence တွေကျနေလူတွေကိုယုံကြည်မှုအားနည်းနေတဲ့အခိုက်အတန့်တွေ depression ဝင်နေ pressure တန်းနေမခံနိုင်မှုဒီခြေနေတွေကနေပြီးတော့မှပြန်ပြီးတော့တည်ငြိမ်လာတဲ့အနေအထားမျိုးတွေ့ရတယ်ကိုပြန်ပြီးတော့ယုံကြည်မှုတွေပြန်ရှိလာတယ် pressure တန်းတွေကိုတစ်ခုချင်းစီဖြည့်ရှင်ပြီးတော့မှစပြီးတော့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်လာတဲ့အနေအထားမျိုးလေးတွေတွေ့ရတယ်ကို confidence ပြန်ရှိလာမယ်နော်ဘသူတွေဘယ်လိုပဲပုတ်ခတ်စပြီးတော့ပြန်ပြီးတော့တည်ငြိမ်လာမယ့်အနေအထားမျိုးလေးကိုတွေ့ရတယ်စကားခြေတင်အငင်းပွားမယ့်အနေအထားမျိုးစကားခြေတင်ပေါ့နော်နည်းနည်းစကားများမှာပေါ့ကွာစကားများမှာကမိသားစုလည်းဖြစ်နိုင်တယ်တငယ်ချင်းလည်းဖြစ်နိုင်တယ်ဆွေမျိုးသားချင်းလည်းဖြစ်နိုင်တယ်ချစ်သူခင်သူလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ relationship ရှိရင် relationship လည်းဖြစ်နိုင်တယ်ပြီးတော့လုပ်ငန်းခွင်ရလူလည်းဖြစ်နိုင်တယ်နော်အဲ့တော့တချို့ဆိုရင်ကိုယ့်ရဲ့ idea ကိုယ့်ရဲ့အကြံဉာဏ်မှန်ကန်ကြောင်းအရန်ကြီးကိုတက်တည်ပြနေရတဲ့အနေအထားမျိုးချို့ကြတော့ကိုမလုပ်ထားတဲ့ဟာတခုကိုဆွဆွဲခံနေရတဲ့အနေအထားမျိုးမှာအရန်ကြီးကိုရှင်းပြနေရတဲ့အနေအထားမျိုးနော်Okay, now the kuka. Go boy any toxic spit a lu. Toxic spit a yard a coup. Toxic spit a lu. Toxic spit a chain a coup. Toxic spit a ludia war any go boy any trap or any time you do. မိသားစုကလေးလည်းတွေ့ရအခါကျတော့ကျုပ်ဆိုလို့ယူရှင်ဒီ toxic spit တဲ့မိသားစုတွေရဲ့လက်အောက်ကနေပြီးတော့ကိုကလွတ်မြောက်လာတဲ့အနေအထားမျိုးကျူကြတော့ toxic spit တဲ့ relationship ကကိုဘဝတွေကထွက်သွားတာမျိုးဒါမှမဟုတ်ကိုကသူ့ဘဝတွေကထွက်သွားတာမျိုးနော်အဲ့လိုမျိုးလေးတွေတွေ့ရတယ်ဘလောက်ပဲ toxic ဖြစ်အချိန်နဲ့အတိုင်းအတာတစ်ခုတည်ပတ်သက်ခဲ့တဲ့လူတယောက်ကအနေနဲ့အများတော့ထိခိုက်မှုရှိတဲ့အတွက်ပိန်းတော့ရှိတယ်ဒါပေမဲ့ပျော်ရွှင်ရတယ်ဆိုတဲ့အနေအထားမျိုးနော်လွတ်လပ်သွားတယ်မိသားစုနဲ့ဘယ်သူမှမခွဲစိဘူးဒါပေမဲ့ toxic ဖြစ်တဲ့အတွက်ကိုယ့်အတွက်မကောင်းဘူးလို့ထင်တဲ့အတွက်ကိုခြံခဲ့ရတယ်ထားခဲ့ရတဲ့အနေအထားမျိုးဒါပေမဲ့ကိုကစိတ်တော့မကောင်းဘူး pain တော့ဖြစ်တယ်ဒါပေမဲ့ happy ဖြစ်တယ်နော် free ဖြစ်သွားတဲ့အနေအထားမျိုးအဲ့လိုမျိုးလေးတွေ့ရတယ်အဲ့တော့ကိုဘဝထဲမှာ toxic ဖြစ်တဲ့လူတယောက်ကကိုဘဝတွေကနေထွက်သွားမယ်ဒါမှမဟုတ်ကိုကသူတို့ဘဝတွေကနေထွက်သွားမယ်တငယ်ချင်းလည်းဖြစ်နိုင်တယ်ချို့ဆိုရင်လုပ်ငန်းခွင်ပေါ့နော်လုပ်ငန်းခွင်မှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ team ထဲမှာကိုယ်နဲ့အလုံးနဲ့အတူတူအလုပ်လုပ်နေတဲ့လူတွေတည်းက toxic ဖြစ်တဲ့လူရှိတယ်အဲ toxic ဖြစ်တဲ့လူကအလုပ်ထွက်သွားတာဒါမှမဟုတ်ကိုကအလုပ်ထွက်သွားတာတချို့ဆိုလို့ရှိရင်department မတူတော့ဘူးเนาะ department အပြောင်းလဲဖြစ်လို့ဒီလူနဲ့အဆက်အဆံလုပ်စရာမလိုတော့တာအဲ့လိုမျိုးတချို့ကလုံးနဲ့ပတ်သက်ပြီးအဲ့လိုဖြစ်နိုင်တယ်တငယ်ချင်းဆိုလဲအဲ့လိုပဲဖြစ်တာနဲ့ပြောတာများများဆိုလူမျိုး toxic ဖြစ်တဲ့လူအနီးမောင်းဆုံးရှိရပါတကယ်ချင်းပဲဖြစ်
မိသားစုဝင်ပဲဖြစ်ဖြစ်relationship ပဲဖြစ်ဖြစ်နော် toxic ဖြစ်တဲ့လူတယောက်ကိုဘဝတွေကထွက်သွားမယ် toxic ဖြစ်တဲ့အခြေအနေတစ်ခုတွေကလွတ်မြောက်လာမယ်နော် okay တေချာတော့နိုင်ငံရ6ကိုခရီးသွားမယ်ခရီးသွားဖို့ plan နေဆွဲနေမယ်ကျို့ဆိုခရီးအောင်သွားနေနော်အဲ့လိုမျိုးတွေ့ရတယ်တေချာပေါ့နိုင်ငံရ6ကိုခရီးသွားမယ်နေတာမျိုးမြင်တွေ့ရတယ်ဘဝတွေကိုလူတယောက်ဝင်လာမယ် single လေးတွေ single ဘဝကျွတ်တော့မှာဖြစ်ပါတယ်နော် single ဘဝကျွတ်တော့မှာဖြစ်ပါတယ် single လေး FA လေးတွေ single ဘဝနေကျွတ်တော့မှာဖြစ်ပါတယ်ဘဝတွေကိုလူတယောက်ဝင်လာပြီနော်ချို့ကြတော့ကိုယ်သဘောကျတဲ့လူပေါ်လာတယ်ဒါပေမဲ့ကိုကြိုက်ချင်မှကြိုက်မှာပေါ့နော်ကိုသဘောကျချင်မှကြမယ်အဲ့တော့ကိုယ့်ပုံမှာလည်းအများကြီးမှုတည်တယ်နော်တချို့ကြတော့ပတ်ဝန်းဒီအပြင်ထွက်မှကိုကဒီလူတယောက်ကိုယ့်ဘဝတွေဝင်လာမယ်ဆိုတော့ကိုအပြင်ထွက်မှတွေ့မယ်ဒီထားမျိုးမှာကိုအိမ်ထဲမှာနေရဆိုလဲဒီအရာဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုယ့်ပုံမှာလည်းအများကြီးမှုတည်တယ်ဒါပေမဲ့ဒီခုကတ်တွေအချိန်ကြီးကိုမြင်ကြည့်လိုက်တဲ့ခါမှာကိုယ့်ဘဝတွေကိုလူတယောက်ဝင်လာနိုင်ွယ်ရှိတယ်ချစ်ရေးဆိုခံရွယ်ရှိတယ်single လေးတွေ single ဘဝနေကျွတ်နိုင်တဲ့အနေအထားမျိုးတွေ့ရတယ်နော် okay ပါဒါမင်း Sagittarius လေးတွေအတွက်လုပ်ပေးတယ် April 17ရက်နေ့19အတွက် January reading ဖြစ်ပါတယ် energy ပိုက်ဖြစ်ခဲ့လို့ရှင်မင်းကို like and follow လေးပေးဖို့မမေ့နဲ့နော် bye bye